သူပြောတဲ့ဟိုဟာလေးကဘယ်လောက်ခွာကြဟုတ်တယ်မလားညအဲ့လိုခင်ဗျားတော့မပြောဘူးတဲ့အဲ့လိုပြောတာဘာလို့အဲ့လိုမပြောတာလဲစဉ်းစားကြတော်ကောင်းတာဘာလို့လဲဆိုတော့ဘုန်းဘုန်းတို့ကအတိတ်ကအရေးကြီးကိုအကောင်လုပ်ပြီးတော့မှအဲ့ဒါကြီးကိုသေးလာပြီးတော့မှအလွေးထဲမှာထည့်တာခဏတခါလေညအဲ့လိုမပြောဘူးအဲ့လိုမပြောဘူးဒါကြလေအသက်ကြီးတဲ့လူတွေသတိထားပါတော့အဲ့လိုမပြောဘူးအဲ့လိုမပြောဘူးအဲ့လိုမပြောဘူးလေသူ့ကြည်တနေ့ကိုအိတ်ကြီးနေအိတ်ကြီးနေတော့ဘယ်လိုတော့အိတ်လို့ပြောပါမလဲပြီးတော့လေသူကစားလို့မဝင်ဘူးစားလို့ငါစားဖို့မကောင်းဘူးစားမကောင်းဘူးလေအဲစားမကောင်းတဲ့သူကြောင်းခေါ်ရင်တစ်နေ့တစ်ထပ်ပဲကြွေးကြည့်စားကောင်းကောင်းဘာလို့ဆိုတော့ဗဇက်ကတွေ့ကြရပေါက်စားပေါက်တက်ကြရတယ်ကြုံရစားနေတာစားနေဘိုက်မှမစားပဲနဲ့အဲ့တော့ဘိုက်မစားတဲ့အခါကျတော့သူကဘိုက်မစားဘူးဘိုက်မစားတဲ့အခါကျတော့စားမကောင်းဘူးလို့သူ့စိတ်ကထင်တာလေဟုတ်တယ်မလားအဲ့တော့စားမကောင်းဘူးအိတ်မကောင်းဘူးလေအဲ့လိုကိုယ့်ကကိုမသိတာမသိတာဘူးအဲ့ဒါကြောင့်မလို့မသိတကမသိတဲ့မှာကိုယ်ခန္ဓာအကြောင်းကိုယ်စိတ်အကြောင်းမသိတာအဆိုးဆုံးဘယ်သူစိတ်အကြောင်းမသိတာကိုယ်စိတ်အကြောင်းကိုယ်စိတ်အကြောင်းကိုမသိတာတော်တော်ဆိုးတာတခါလေဘုန်းဘုန်းတို့ကလေကိုယ်စိတ်ကလိန်ထားစိတ်လိန်ခံထားစိတ်ကတော့တော်တော်လိန်တာလေသူခင်ဗျားတို့အဲ့ဒါ